သူတခင်ယေရှုတော့ကိုချစ်ပါလေဒီမှာသင်္ကာဝင်နေနဲ့အောင်စီရတဲ့ခုကိုပေးလို့လေဘုရားကိုရမ်းကျေးဇူးတင်တယ်။ကျွန်တော်ဒီစံချိန်မျိုးသက်တာပေါ့နော်။ဒီကိုသိရှိတော့ကတစ်ခေါက်ပေါ့နော်။အခုမရှိတဲ့ခါမှာတစ်ခေါက်အခုဆိုရင်၃ခေါက်ရှိပြီပေါ့နော်။စားသုံးတဲ့ခါမှာတစ်ခေါက်နဲ့တစ်ခေါက်စားသုံးတာနားမလည်ဘူးပေါ့နော်။ကိုရှိတော့ကဆက်စားချင်းကျမကိုဖတ်ခိုင်းလဲဆိုဒီစံချိန်မျိုးစာအုပ်ကိုဖတ်ခိုင်းတယ်။ကျွန်မအရင်စိတ်ညစ်တာပြန်လာမဆောက်သွားပြီးတော့ကိုကပြန်လာတော့ဒီစာအုပ်ကိုဖတ်ပြီးပြီလားလို့ပြောတယ်ဖတ်ပြီးပြီအဲ့ဆိုပြောပြဆိုတလုံးမှမပြောပြတတ်ဘူးဖတ်ထားရတယ်တလုံးမှလည်းနားမလည်ဘူးနော်အဖြစ်တွေရောဘာတွေရောဆိုအရင်ရှုပ်တော့လေကျွန်မနားမလည်ဘူးလို့ပြန်မပြောတတ်ဘူးလို့ပြောတဲ့အခါမှာနော်အဲ့ဒီအချိန်မှာအကူကဘာမှမပြောရင်ပြီးတော့နေတယ်ကျွန်မတက်တာထဲမှာအဲ့ဒီတော့နော်ဒီအဖြစ်တရားတို့ဒုစရိုက်တို့တော့အဲ့ဒီဗီဇအပြည့်တို့အဲ့လောက်တော့မှအဲ့ဒီအခြေခံလောက်တာမှနားမလည်ဘူးပေါ့နော်ယေရှုဟာကိုယ့်အတွက်အသေးခံပြီးတယ်ဆိုတော့ပဲကိုကဒီရဲကလွတ်ယုံတစ်ခုပဲကိုကသိခဲ့တဲ့အချိန်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အိုးသခင်ယေရှုဘုရားကိုရမ်းကျေးဇူးတင်တယ်ဒီနေ့မှာစားသုံးတဲ့အခါမှာပေါ့နော်အဓိကကတော့ဒီနေ့မှာဗာလဲဆိုယောမအခန်းကြီးခွန်ပေါ့နော်ဒီအရာကိုအဓိကကျွေးမွေးတာဖြစ်တယ်ပေါ့နော်ဒီနေ့မှာစားသုံးတဲ့အခါမှာကျမရဲ့ဇာတိစိတ်ကအရန်စိုးရိမ်နေပေါ့နော်ဒီညစီစဉ်ရင်အိုးသခင်ယေရှုတနေ့ကိုအခါခါလေးပြန်ဖက်နော်ကိုယ့်ရဲ့ဇာတိကအရန်ကြောက်ရွံ့နေစီစဉ်ရမှာလဲအဲ့လိုမျိုးပေါ့ဒါပေမဲ့ဘုရားအထဲမှာပဲเนาะကျွန်တော်ရဲ့နှုတ်ကိုဘုရားပဲသုံးပါလို့အင်္ဂါဝင်လေးကိုဘုရားကပဲကျူးနေမှာဖြစ်တဲ့အတွက်เนาะဘုရားကိုရမ်းကျေးဇူးတင်တယ်ဒီနေ့မှာဆိုရင်ယောမအခန်းကြီးခွန်မှာဆိုရင်เนาะပထမဆုံးမှာဘာကိုကျူးမွေးထားလဲဆိုဒီဘုရားရဲ့သာရအကြံစီတော်နဲ့၎င်းရဲ့ပန်းနိုင်သူရအောင်နဲ့ကျွန်ုပ်တို့တကူတော်နှင့်အရင်အနှစ်ကိုဖြည့်ပေးသည့်တန်ရှင်းသောဝိညာဉ်တော်အကြောင်းကိုလေ့လာဆင်ခြင်ခဲ့ပြီးပြီ။အိုးတခင်ယေရှုကျွန်တော်တို့ဒီအခန်းရှိမှာဆိုရင်တော့ဒီဝိညာဉ်တော်တန်ရှင်းသောဝိညာဉ်တော်အကြောင်းကိုများစွာကျူးမွေးတာဖြစ်တယ်ပေါ့နော်။ဒါမဲ့ဘုရားရဲ့ကားတိုင်းနဲ့ဒီဖန်ဆင်းခြင်းအကြောင်းကတော့အဆုံးသတ်သွားပြီဖြစ်တယ်ပေါ့နော်။ကားတိုင်းကြောင့်မို့ဖန်ဆင်းခြင်းအဟောင်းကအဆုံးသတ်သွားပြီဖြစ်တယ်။ဒါမဲ့ခရစ်တော်ရဲ့ပြန်ရှင်ခြင်းကဘာလဲဆိုဖန်ဆင်းခြင်းအစ်စ်ကိုဖြစ်တည်တာဖြစ်တယ်တဲ့။အိုးတခင်ယေရှုတော့ကျွန်တော်တို့ကဘုရားရဲ့အကြံစီတော်ကိုကျွန်တော်တို့ဟာသိပြီးသိမဲ့ဝင်ခံရုံနဲ့နော်ကိုလည်းစက္ကန့်အနှံပြီးဆိုရင်တော့တဲ့ကျွန်တော်တို့ဟာယောမအခန်းကြီးခွန်ကိုကျွန်တော်တို့ဟာဖြတ်ကျော်အောင်မြင်သွားပြီးပါပြီတဲ့။အိုးတခင်ယေရှုဒါပေမဲ့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ဒီယောမ6ကိုလည်းဖြတ်ကျော်ပြီးတဲ့အခါမှာအရာရာဟာပြည့်စုံသွားတယ်။နောက်မှရှေ့ဆက်ပြီးကျွန်တော်တို့ရှောက်လန်းနေတဲ့အခါမှာလေတဲ့ဒီရှုံးနိမ့်မှုတွေနဲ့တွေ့ကြုံရတဲ့အခါမှာနော်တမန်တော်ပေါလုကပါလေငါဒီညဉ့်ညင်တော်သူဖြစ်ပါတကားဆိုပြီးတော့သူကပေါလုကငိုကြွေးတယ်တဲ့။အိုးတခင်ယေရှုနော်သူကပါလဲဆိုသူ့ရဲ့မပြောင်းလဲမီကအတွေ့အကြုံဖြစ်တဲ့အတွက်ကြောင့်မို့သူ့မှာနော်ဒီຢာကအငင်းပွားကြတယ်ဒါပေမဲ့ခရိယန်တူရဲ့အတွေ့အကြုံမဟုတ်ပါဘူးတဲ့ဒါကခရိယန်များစွာရင်ဆိုင်တွေ့ကြုံရမယ့်အရာဖြစ်တယ်။ဦးတခင်ရှုတမန်တော်ကြီးပေါလုတွေ့ကြုံခံစားရတယ်လို့ကျွန်တော်တို့အင်္ဂါဝင်ရောက်ခြင်းစီတိုင်းလည်းဒီအရာဟာတွေ့ကြုံခံစားရတဲ့အရာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ဟာပြည့်ညက်တရားကနော်ကျွန်တော်တို့ကဒီယောမ6မှာဆိုရင်အဖြစ်တရားအကြောင်းလွတ်မြောက်ခြင်းအကြောင်းကိုပြောထားတယ်။ဒါပေမဲ့ယောမအခန်းကြီး9မှာဆိုရင်တော့ဒီပြည့်ညက်တရားကနေလွတ်မြောက်တဲ့အကြောင်းကိုကျွန်တော်တို့ကိုတုံ့တင်ထားတာဖြစ်တယ်။ဒါကြောင့်မို့ဒီကျွန်တော်တို့ဟာပြည့်ညက်တရားရဲ့ဒီလက်ကနေပြီးတော့အပြည့်အဝမလွတ်မြောက်ဘူးဆိုရင်တဲ့အပြည့်တရားမှလည်းလုံးဝမလွတ်မြောက်နိုင်ဘူးတဲ့။ဦးတခင်ယေရှုနောက်တစ်ခါဒီဇာတိလူရဲ့ဒီရှုံးနိမ့်စိတ်ပြတ်ခြင်းဆိုတဲ့အထက်မှာဒီယောမအခန်းကြီးခွန်ကဒီသင်ခန်းစာတစ်ကဘာကိုတုံတင်ထားလဲဆိုတော့ငါမူကဇာတိပဂတိရှိ၏ငါဇာတိသွေးသား၌ကောင်းသောအရာတစုံတစ်ခုမျှမတည်တဲ့။အိုးတခင်ယေရှုတော့ကျွန်တော်တို့ရဲ့ဇာတိသွေးသားဟာကောင်းတဲ့အရာဘာတစ်ခုမှမရှိဘူးဘာတစ်ခုမှမတည်နေဘူးဆိုတဲ့အရာကိုကြွေးမွေးထားတယ်ဒီအဖြစ်တရားရဲ့အကြောင်းကိုကြော်လွန်ပြီးတဲ့အခါမှာတော့ဘုရားသခင်ကိုနှစ်သက်စေခြင်းကိုဆက်နွယ်ပြီးတော့ပြောမယ်ဆိုရင်တဲ့အဖြစ်တရားအကြောင်းကိုမပြောဘဲကျွန်တော်တို့ရဲ့လူဇာတိနော်ကျွန်တော်တို့ရဲ့ဇာတိကောင်းကြောင်းကိုပဲဆက်ပြီးလေ့လာသွားမယ်လို့ဒီကိုကကြွေးမွေးထားတယ်ပေါ့နော်ကျွန်တော်တို့ဟာဒီဇာတိပဂတိ၌ကျင်လေတဲ့သူဟာဖျားကိုစိတ်ကျင်တဲ့အောင်လုံးဝမစွမ်းဆောင်နိုင်ပါဘူး။ဦးတခင်ယေရှုဒါကြောင့်မို့ဇာတိပဂတိ၌ကျင်လေတဲ့သူဟာဖျားရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူးတဲ့။နော်ဒီအရာကတဲ့မှန်ကန်လားမမှန်ကန်လားမှန်ကန်ကြောင်းကိုဘာကသက်သေပြထားလဲ
ဆိုပြည့်ညက်တရားအဖြစ်ကျွန်တော်တို့ကသိရှိနိုင်တာဖြစ်တယ်တဲ့။တကယ်ရှုဒါကြောင့်မို့နော်ကျွန်တော်တို့ဟာဒီများစွာတဲ့ခရိယန်တွေဟာအမှန်တကယ်နော်ကဲတင်ချင်းရတယ်ဒါပေမဲ့အပြစ်တရားချီနှောင်မှုကကျွန်တော်တို့သက်တာထဲမှာနော်ခံနေရစေရှိရပေါ့နော်ဒီအပြစ်တရားရဲ့တကူအောက်မှာအသက်မရှင်ခြင်းပေမဲ့လည်းကျွန်တော်တို့ကိုအပြစ်တရားကအပြစ်ကိုကျွန်တော်တို့ဟာထပ်မံပြီးတော့ကျွန်တော်တို့ဟာကျူးလွန်မိနေတာဖြစ်တယ်။တကယ်ရှုဒါကြောင့်မို့ကျွန်တော်တို့ရဲ့အပြစ်အားလုံးဟာဒီစေးကြောခံရရုံမကဘူးတဲ့ခရစ်တော်နဲ့အတူကျွန်တော်တို့ပါသေပြီးကြောင်းပြည့်စုံသောတည်င်းကောင်းကိုနော်ညီကိုကတွေ့ချိသွားတာဖြစ်တယ်ပေါ့တကယ်ရှုနော်ကျွန်တော်တို့ဟာနော်ခရစ်တော်ကကျွန်တော်တို့အတွက်အသေးခံပေးတယ်ဆိုတာတော့နော်အလောင်းနဲ့မရဘူးခရစ်တော်နဲ့အတူနော်ကျွန်တော်ပါသေပြီးကြောင်းဆိုရဒီပြည့်စုံတဲ့တည်င်းကောင်းကိုကျွန်တော်တို့နော်တိလာဖို့လိုအပ်တယ်တကယ်ရှုနော်ကျွန်တော်သိခဲ့တဲ့အရာကနော်ဗာလဲဆိုတော့ကျွန်တော်ဟာခရစ်တော်ဟာကျွန်တော်တို့အသေးခံပြီးတယ်ငရဲကလွတ်ယုံတော့ပဲနော်ကျွန်တော်တို့များစွာအသက်ရှင်ခဲ့တာဖြစ်တယ်ပေါ့နော်ခရစ်တော်နဲ့အတူကျွန်တော်ဟာသေပြီးသွားပြီလို့ဘုသိခဏခဏပြောဒါပေမဲ့ဘလို့သေသွားလဲအမြဲတမ်းစဉ်းစားတယ်ခရစ်တော်ထဲမှာကိုဘလို့သေသွားတာလဲကိုလည်းတစ်ခါမှနော်ကြားပဲကြားတယ်နားလည်ခြင်းမရှိခဲ့ပေါ့နော်ဒါပေမဲ့ဒီထဲမှာများစွာကျွေးမွေးခြင်းခံရတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ခရစ်တော်နဲ့အတူသေပြီးသူဟာတဲ့နံပါတ်1မှာဆိုခရစ်တော်နဲ့အတူပြန်ရှင်ကြောင်းကိုသူဝန်ခံတယ်တဲ့တကယ်ရှုကျွန်တော်တို့ကတပိုင်းပဲအရင်တော့ကဝန်ခံခဲ့တာခရစ်ယေရှုဟာကိုယ့်အတွက်အသေးခံပေးတယ်ဆိုတဲ့အပဲကျွန်တော်တို့ကဝန်ခံခဲ့တာဒါပေမဲ့ခရစ်တော်နဲ့အတူသေတဲ့သူဟာတဲ့ခရစ်တော်နဲ့အတူနော်ပြန်ရှင်တာကိုတဲ့သူဝန်ခံခဲ့တယ်နောက်တစ်ခုကဒီသေခြင်းမှပြန်ရှင်တော်သူဖြစ်သောကြောင့်မိမိကိုယ်ကိုမပိုင်ဘူးကိုတော်သာပိုင်သည့်အတွက်နော်ကိုရောထံမှာမိမိကိုယ်ကိုအနှံလိုက်သည်တဲ့တကယ်ယေရှုဒီစက္ကအနှံလို့ပြောတဲ့အခါမှာနော်ကျွန်တော်ကလည်းဖျားရှိမှာခဏခဏနော်ကျွန်တော်ကိုမပိုင်ပါဘူးဖျားပဲပိုင်ပါတယ်ဆိုပြီးတော့နော်ခဏခဏကိုစက္ကအနှံနေပေါ့နော်ဒါပေမဲ့တကယ်ယေရှုဒီမှာဆိုရင်ခရိယန်တွေရဲ့တွေးတောပုံမှာတဲ့ငါဟာခရစ်တော်နဲ့တူအသေးခံပြီးနောက်အတူပြန်ရှင်ပြီတဲ့ဒါပေမဲ့တဲ့ကျွန်တော်တို့ကဘာလို့လဲဆိုဖခင်အတွက်ကျွန်တော်ဟာတခုခုလုပ်ရမယ်နော်ဖခင်ရဲ့စိတ်တော်နဲ့တွေ့အောင်အသက်ရှင်ရမယ်အလိုတော်ကိုပြည့်စုံရမယ်နော်ဖခင်ရဲ့အလိုတော်အတိုင်းစူးစမ်းပြီးတော့စပြီးတော့ကျွန်တော်တို့ကလှုပ်ဆောင်တော့တယ်တဲ့တကယ်ရှုနော်ကျွန်တော်တို့ကဒီခရစ်တော်၌အင်္ဂါဝင်ဒီ၌မှာကျွန်တော်တို့မရှိချင်တဲ့အချိန်တုန်းကဆိုကျွန်တော်တို့ကနော်စူးစမ်းပြီးတော့ဖခင်အတွက်တခုခုလုပ်ရမယ်ဖခင်အတွက်ဆိုရင်နော်ကိုယ့်ရဲ့အစွမ်းစားတွေကိုဘယ်လိုမျိုးထုတ်သုံးရမယ်နော်ဒီအရာတွေကျွန်တော်တို့များစွာလှုပ်ဆောင်ခဲ့တဲ့အရာတွေဖြစ်တယ်ပေါ့နော်ဒီဖခင်ရဲ့အလိုတော်ကိုဘယ်လိုလှုပ်ဆောင်ရမလဲဖခင်ရဲ့အလိုတော်အတိုင်းကျွန်တော်တို့ကစူးစမ်းပြီးတော့လှုပ်ဆောင်ခဲ့တဲ့အချိန်တွေအများကြီးရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ဖခင်ရဲ့အလိုတော်ကိုတဲ့သူဟာနှစ်သက်စွမ်းဆောင်နိုင်ပြီဟုထင်ပေမဲ့တဲ့အလိုတော်ကိုသူအမြဲမနှစ်သက်ဘူးဆိုတာကိုသိလာတယ်တဲ့တကယ်ရှုနော်ဖခင်ရဲ့အလိုတော်ဟာကျွန်တော်ရဲ့အလိုတော်မဟုတ်ဘူးလေနော်ဆိုတော့ကျွန်တော်ကကိုယ့်ရဲ့အလိုတိုင်းပဲဖခင်ကိုပေးခြင်းတယ်ဖခင်ရဲ့အလိုတော်ကိုကျွန်တော်ကမနှစ်သက်ဘူးဆိုတဲ့အရာပေါ့နော်ဒီအရာကိုကျွေးမွေးခြင်းခံရတယ်ဒါကြောင့်မို့တဲ့အချိန်ကြာလာတဲ့အလိုတော်နဲ့ဒီစန္ဒဟာဘာလဲဆိုနဲပါလာတယ်တဲ့အလိုတော်လိုက်ဖို့ကျွန်တော်တို့ထဲမှာအဲ့ဒီစန္ဒတွေကနဲပါလာတယ်အလိုတော်လိုက်နာဖို့အတွက်လက်တွေ့စ조사မှာမစွမ်းဆောင်နိုင်ဘူးဆိုတာကိုညီကိုကတွေ့သွားတယ်တကယ်ရှုအကြောင်းမို့ညီကိုကဘာကိုကျွေးမွေးထားလဲဆိုငါတကယ်သိရလားသိပါတယ်နော်ကျုပ်ကိုပြန်ပြီးတော့စမ်းစစ်တယ်ပေါ့နော်ကြောင့်ငါတကယ်သိမဲ့ဝင်ခံရလားတကယ်ပဲသိမဲ့ဝင်ခံပြီးပြီဒါပေမဲ့ငါတကယ်ပဲစက္ကန့်အနှံရလားစက္ကန့်အနှံပြီးပြီဒါပေမဲ့ငါရဲ့စက္ကန့်အနှံမှုကိုပြန်ရုပ်သိမ်းပြီလားမရုပ်သိမ်းပြီပါဘူးတဲ့ကျွန်တော်တို့ဟာဖျားရှိမှာပေါ့စက္ကန့်အနှံပြီးပြီဒါပေမဲ့ကျွန်တော်တို့အခုတွေ့ကြုံနေရတာဘာကြောင့်လဲတဲ့တကယ်ရှုကျွန်တော်တို့ဟာဖျားရဲ့အလိုတော်အတိုင်းအလိုတော်အတိုင်းကျွန်တော်တို့ကစူးစမ်းလီရှုံးနေလီပဲဖြစ်တယ်တကယ်ရှုเนาะအဆုံးစုံဒီစူးစမ်းပြီးတဲ့နောက်မှာเนาะအလိုတော်ဟာသူ့ရဲ့ဇာတိပဂတိကလုံးဝမနှစ်သက်ဘူးဆိုတာဟာကိုသူတွေ့ရှိသွားတယ်တကယ်ရှုเนาะအလိုတော်ကိုသူနှစ်သက်အောင်เนาะသူလုံနိုင်စွမ်းရှိဖို့အတွက်လည်းသူဆုတောင်းတယ်တဲ့เนาะကျွန်တော်တို့ရဲ့ဒီမနာခံမှုအတွက်ကြောင့်မို့ကျွန်တော်တို့ဟာเนาะဝင်ချတောင်းမယ်တဲ့နောက်မှာเนาะအစင်နာခံပါမယ်လို့เนาะကျွန်တော်တို့ကဂတိပြုတယ်နောက်ထပ်လဲသူကနောက်ထပ်လဲလဲပြီးတော့ထပ်ပြီးတော့လဲသွားတာပဲဘုရားရဲ့အလိုတော်ကိုဝန်ခံမယ်
နာခံမယ်လို့ပြောပြီးရင်လည်းထပ်ပြီးတော့လဲတာပဲတဲ့။အိုးသခင်ယေရှုအကြောင်းမို့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကမပြတ်သားလို့လားဒီတစ်ခါတော့ငါပြက်ပြက်သားသားပဲဖရားထဲမှာရက်တည်မယ်လို့သူဆုံးဖြတ်ချက်ထပ်ပြီးတော့ချတယ်။အိုးသခင်ယေရှုနောက်ဆုံးမှာတော့တဲ့ဒီပေါလုရဲ့ညီးထွားတဲ့အရာကဘာပဲလဲဆိုငါရဲ့ထဲမှာဇာတိပဂတိ၌ကောင်းသောအရာတစ်ခုမျှမတည်ဘူးဆိုတာကိုသိသွားတယ်ငါသိသွားပြီ။အိုးသခင်ယေရှုဒါကြောင့်မို့ကျွန်ုပ်တို့ရဲ့ဇာတိဟာနော်ကျွန်ုပ်တို့ကျင့်ရှင်တဲ့စိတ်ရှိတော့လေဒီကောင်းတဲ့အကျင့်အဖွင့်ကိုကျွန်ုပ်တို့ကရှာမတွေ့နိုင်ဘူးဒီမကျင့်ရှင်တဲ့အကျင့်နော်မကျင့်အကျင့်ကောင်းကိုမကျင့်ဘူးမကျင့်ရှင်တဲ့အကျင့်ဆိုးကိုပဲကျွန်တော်တို့ထဲကနေကျင့်ပြီးသားဖြစ်နေတယ်ဆိုတဲ့အရာကိုပေါ့နော်ဒီတမန်တော်ရှင်ဘောလူကနော်သူကညှိထွားတယ်တဲ့အိုးတကယ်ရှုနောက်တစ်ခုကဒီပြည့်ညတ်တရားရဲ့တုံတင်သောအရာဆိုတဲ့အရာထဲမှာဒီယောမ6မှာဆိုရင်တဲ့ခရစ်တော်နဲ့ကျွန်တော်ခရစ်တော်နဲ့အတူအသေးခံပြီးပြီဒါပေမဲ့ကျွန်တော်တို့ကလိုအပ်ချက်တွေကပြည့်စုံလုံလောက်သွားပြီဒါပေမဲ့ယောမ6နဲ့ကျွန်တော်တို့ကရက်မတက်နေပါနဲ့တဲ့အိုးရှုနော်ကျွန်တော်တို့ကယောမခွန်၌ယောမ6ကိုဆက်လက်၍ရှင်းပြထားသည်တဲ့သင်တို့သည်ပြည့်ညတ်တရားလက်၌မရှိဂျေဇုတရားလက်၌ရှိသောကြောင့်အပြစ်တရားသည်သင်တို့ကိုမအုပ်ဆိုးရတဲ့။အိုးသခင်ယေရှုဘုရားကိုယံကျေးဇူးတင်တယ်။နော်ကျွန်တော်တို့ကပြည့်ညတ်တရားကနေလွတ်မြောက်ကြောင်းကိုမသိခြင်းမှာကျွန်တော်တို့အတွက်အဓိကပြဿနာဖြစ်၏တဲ့။အိုးသခင်ယေရှုနော်ဘုရားကကျွန်တော်တို့ကိုပြည့်ညတ်တရားကနေလွတ်မြောက်ပြီးပါပြီ။ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီအရာကိုမသိတော့နော်ကျွန်တော်တို့အတွက်ပြဿနာဖြစ်နေတာဖြစ်တယ်။အိုးသခင်ယေရှုအဲကြောင့်မို့ပြည့်ညတ်တရားရဲ့အဓိပ္ပာယ်ဟာဘာလဲလို့ကျွေးမွေးတဲ့အခါမှာကျေးဇူးတရားဆိုဒီမှာတဲ့လူအတွက်ဘုရားသခင်လှုပ်ဆောင်ပေးသောအရာဖြစ်သည်တဲ့ပြည့်ညတ်တရားမူကဘုရားသခင်အတွက်လူလုံနေသောအရာဖြစ်သည်တဲ့။အိုးတခင်ရှုနော်ဒါပေမဲ့ကျွန်တော်တို့ကပြည့်ညတ်တရားကိုမကျင့်နိုင်ပါဘူးဒါပေမဲ့ကျွန်တော်တို့ကဘုရားအတွက်တအားလှုပ်ပေးချင်တာနော်ဘုရားအတွက်တစ်ခုခုနော်လှုပ်ဆောင်ခြင်းတဲ့အရာဖြစ်တယ်ပေါ့နော်အဲဒါမို့ပြည့်ညတ်တရားဆိုတာကဘုရားသခင်အတွက်လူလုံနေတဲ့အရာဖြစ်တယ်တဲ့။အိုးတခင်ရှုဘုရားဟာကျွန်တော်တို့ကိုနော်ကျေးဇူးတရားဆိုတဲ့နော်အရာဘုရားလှုပ်ပေးတဲ့အရာကိုပဲဘုရားဟာကျွန်တော်တို့ကိုပေးနေတာဖြစ်တယ်။နောက်တစ်ခုကဒီပြည့်ညတ်တရားကနေကျွန်တော်တို့ဟာလွတ်မြောက်ခြင်းဆိုတာကတဲ့နော်ကျွန်တော်တို့ဟာမတောင်းဆိုဘဲနဲ့ဘုရားဟာကျွန်တော်တို့ထဲမှာဖြည့်ပေးနေတာဖြစ်တယ်တဲ့။အိုးတခင်ရှုနော်ဘုရားဖြည့်ပေးခြင်းကိုကျွန်တော်တို့ဟာမသိတဲ့အခါမှာကျွန်တော်တို့ဟာပြည့်ညတ်တရားကိုပဲလိုက်လျှောက်အသက်ရှင်နေတာဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့ဖခင်အတွက်ကျွန်တော်လုပ်ရမယ့်အရာကိုဖခင်သခင်ကိုယ်တိုင်ကျေးဇူးတရားအဖြစ်ကျွန်တော်အတွက်လုပ်ပေးခြင်းဖြစ်သည်တဲ့။အိုးသခင်ယေရှုဖခင်ဟာကျွန်တော်အတွက်ဖခင်ကလုပ်ပေးနေတဲ့အရာကိုအရာဖြစ်တဲ့ဒီဇာတိပဂတိလူကတော့ဒီဖခင်အတွက်ဘာမှလုပ်ပေးစရာမလိုတော့ဘူးဟိုမှာတဲ့ပြည့်ညတ်တရားမှလွတ်မြောက်ခြင်းဖြစ်သည်တဲ့။အိုးသခင်ယေရှုတော့ကျွန်တော်တို့ဟာဖခင်အတွက်ကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူးဆိုတာကိုကျွန်တော်တို့သိခြင်းဟာကျွန်တော်တို့ဟာပြည့်ညတ်တရားကနေလွတ်မြောက်ခြင်းဖြစ်တယ်တဲ့ဒီဘုရားသခင်ရဲ့ဒီနှစ်သက်ခြင်းနဲ့ကိုဇာတိလူကဇာတိပဂတိအဖြစ်ပြည့်ညတ်တရားကိုလိုက်လျှောက်ခြင်းကြောင့်လိုက်လျှောက်နေတာပေါ့နော်ကျွန်တော်တို့ဟာနော်ဖခင်ရဲ့ကျွန်တော်တို့ရဲ့ဇာတိပဂတိဟာဒီပြည့်ညတ်တရားကိုလိုက်လျှောက်နေတယ်ဘာလို့လိုက်လျှောက်တာလဲဆိုတော့ဘုရားသခင်ကြည်နဲ့ကိုအတွက်ကျွန်တော်တို့ကလိုက်လျှောက်နေတာဖြစ်တယ်နော်ဒီပြည့်ညတ်တရားမှာတော့အမှားယွင်းမရှိဘူးတဲ့ဘယ်သူပဲမှားနေရလဲဆိုအကျွန်ုပ်ပဲမှားနေတာဖြစ်တယ်။အိုးသခင်ယေရှုနော်ပြည့်ညတ်တရားရဲ့တောင်းဆိုချက်ကဖြောင့်မတ်တယ်တောင်းဆိုခံရတဲ့အကျွန်ုပ်ကပဲမဖြောင့်မတ်တာဖြစ်တယ်။အိုးသခင်ယေရှုဒါကြောင့်မို့ပြည့်ညတ်တရားရဲ့တောင်းဆိုချက်များကတရားမျှတာတယ်။ဒါပေမဲ့အကျွန်ုပ်ကမလိုက်နာနိုင်တာဖြစ်တယ်။အကျွန်ုပ်မလိုက်နာနိုင်ခြင်းကအကျွန်ုပ်ကိုဘာဖြစ်စေလဲဆိုပြဿနာဖြစ်စေတာဖြစ်တယ်။အိုးသခင်ယေရှုဒီမှာဆိုရင်ဥပမာနဲ့များစွာကျွေးမွေးထားတယ်ပေါ့နော်ဒီအစိုးရကအခွန်တောင်းဆိုခြင်းကတော့တောင်းတာကဒါကတရားတာဖြစ်တယ်နော်တရားအတိုင်းဝန်ခံခြင်းဒီကျွန်ုပ်၏အားနည်းချက်ဖြစ်သည်တရားအတိုင်းကျွန်ုပ်မဝန်ခံတာကကျွန်ုပ်ရဲ့အားနည်းချက်ပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ပညာတရားလက်၌ကြေးကျွန်ဖြစ်၏ကျွန်ုပ်အားပညာအပြစ်တရားကအုပ်ဆိုးသည်ကျွန်ုပ်အားအေးအေးဆေးဆေးထားသမျှကိုကျွန်ုပ်အလွန်ကောင်းသည်သို့တော့တခုခုလှုပ်ခိုင်းလေကျွန်ုပ်၏အားနည်းချက်မျက်ဝါးထင်ထင်ပေါ်လာလိမ့်မည်တဲ့။အိုးတခင်ရှုတော့ကျွန်တော်တို့ဟိုဘာကအုပ်ဆိုးလဲဆိုအပြစ်တရားကအုပ်ဆိုးတယ်။တော့ကျွန်တော်တို့ကအေးအေးဆေးဆေးထားရင်တော့အရန်ကောင်းတယ်။ဒါပေမဲ့ကျွန်တော်တို့ကိုတခုခုလှုပ်ခိုင်းလိုက်ပြီဆိုရင်ကျွန်တော်တို့ထဲမှာစပြီးတော့အားနည်းချက်တွေပေါ်လာပြီဆိုတဲ့အရာကိုကျွေးမွေးထားတာဖြစ်တယ်ပေါ့နော်
ဒီမှာဆိုရင်ဒီနမောနမဲ့နိုင်တဲ့အစီခံတယောက်နော်သူကတော့သူ့ကိုဘာခိုင်းသူကနမောနမဲ့ဖြစ်နေမှာပဲအဲ့ဒီအရာနော်ပြကြသူ့ကိုအလုံးလောက်ခိုင်းတင်ခိုင်းရင်လည်းမကြဘူးပြဿနာကစတက်တာပဲတဲ့အဲ့ဒါကဘာလဲဆိုသူ့ရဲ့ထုံးစံအတိုင်းသူကနမောနမဲ့လုပ်နေတာဖြစ်တယ်ပေါ့နော်အဲ့ဒီတောင်းဆိုချက်အမှားမဟုတ်ပေမဲ့တဲ့သူ့ရဲ့သူကဘာဖြစ်နေတာလဲဆိုချွတ်ချော်နေတာဖြစ်တယ်နော်သူ့ကိုတောင်းဆိုနေတဲ့အရာကမမှားဘူးဒါပေမဲ့သူကိုယ်တိုင်လှုပ်ဆောင်နေတဲ့အရာကနမောနမဲ့နဲ့တစ်ချိန်လုံးမှားနေတဲ့အရာဖြစ်တယ်ပေါ့နော်ခိုင်နေသည်ဖြစ်စေအလုံးလုံးနေသည်ဖြစ်စေသူဒီနမောနမဲ့နိုင်ရဲ့အိုးဒီရှုဒါကြောင့်မို့ကျွန်တော်တို့ဟာသဘာဝအားဖြင့်အပြစ်သားတွေဖြစ်တယ်ကျွန်တော်တို့ကိုဘုရားသခင်ဘာမှမပြောသင့်မြအရာအလုံးကအစဉ်ပြေဒါမဲ့တဲ့ဘုရားကတခုခုတောင်းဆိုလာပြီဆိုရင်ကျွန်တော်တို့ထဲမှာဘာကြီးပေါ်လာလဲဆိုစိုးညစ်ခြင်းနဲ့အားနည်းချက်တွေပေါ်လာလေတဲ့။အိုးတကယ်ရှုအဲ့ဒါကပြည့်ညတ်တရားကကျွန်တော်ကိုထင်ရှားပေါ်လင်းစေတာဖြစ်တယ်။နောက်ကျွန်တော်တို့ကိုတောင်းဆိုလိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့အားနည်းချက်ကျွန်တော်တို့ရဲ့ချိုးယွင်းချက်တွေကိုနောက်ပြည့်ညတ်တရားကကျွန်တော်တို့ထဲကနေထင်ပေါ်စေတယ်တဲ့။ဒါကြောင့်မို့နောက်ပြည့်ညတ်တရားကိုလိုက်လျှောက်ခိုင်းလေစိုးညစ်မှုရှိသမျှပေါ်လွင်လာသည်တဲ့။အိုးတကယ်ရှုနောက်ကျွန်တော်တို့ဟာနော်ပြည့်ညတ်တရားကိုလိုက်လျှောက်လိုက်တာနဲ့နော်ကျွန်တော်တို့အသက်တာထဲမှာစိုးညစ်မှုတွေအားလုံးဟာပေါ်လွင်လာတာဖြစ်တယ်နော်ဒီဟာကြတော့ကျွန်တော်တို့ဟာတဲ့နော်ကျွန်တော်မြည်တိုးတော်သူဖြစ်သည်ကိုဘုရားသခင်သိတော်မူလေနော်ကျွန်တော်ရဲ့ဦးခေါင်းကနေခြေပွားတိုင်အောင်အပြစ်နဲ့ပြည့်ပြီးဘာတစ်ခုမှမလုံနိုင်အောင်အားနည်းချောင်းကိုဘုရားသိတယ်။အိုးတခင်ယေရှုနော်ဘုရားဟာကျွန်တော်အားနည်းတယ်ဆိုတာကိုကျွန်တော်ခြေပွားကျွန်တော်ရဲ့ဦးခေါင်းကနေခြေပွားထိတိုင်အောင်ဘုရားကသိတဲ့ဘုရားဖြစ်တယ်ပေါ့နော်။အိုးတခင်ယေရှုဒါကြောင့်မို့ဒါကနော်ဘုရားကသိတယ်ဒါပေမဲ့ကျွန်တော်ဟာကျွန်တော်ကိုမသိတဲ့အတွက်ကြောင့်မို့နော်ကျွန်တော်အတွက်ကပြဿနာဖြစ်နေတယ်။နော်ဘုရားကကျွန်တော်အားနည်းခြင်းကိုသိတယ်ဒါပေမဲ့ကျွန်တော်ဟာနော်ကိုအားနည်းမှမသိခြင်းဟာနော်ကျွန်တော်အတွက်ပြဿနာဖြစ်နေတာဖြစ်တယ်။အိုးတခင်ယေရှုဒါကြောင့်မို့တဲ့ကျွန်တော်တို့အားလုံးဟာအလွန်အားနည်းပြီးနော်ဒီမျောလင့်ချက်ကင်းမဲ့သူများဖြစ်တယ်ဆိုတာကိုနားလေသဘောပေါက်ဖို့ကျွန်တော်တို့ကဘုရားသခင်ရှိမှကျွန်တော်တို့ဆုတောင်းတင်တယ်တဲ့။အိုးတခင်ယေရှုအခါမှနော်ဒီအရာကမဆုတောင်းဘူး။နော်ကျွန်တော်ဟာအားနည်းတယ်လို့ကျွန်တော်တို့ကမခံစားရဘူး။နော်ကျွန်တော်တို့က something လုပ်နိုင်တယ်တခုခုကိုဘုရားအတွက်လုပ်ပေးခြင်းနဲ့ဒါပေမဲ့ဘုရားကသိတယ်။နော်ကျွန်တော်ကိုသိတယ်။နော်ဒါမှမဟုတ်ကျွန်တော်တို့ကအဲ့ဒီအတွက်ကျွန်တော်တို့ကဆုတောင်းဖို့လိုတယ်ဆိုတာကိုဒီမှာကြွေးမွေးထားတာဖြစ်တယ်။မိမိအားနည်းကြောင်းတရားမကျင့်နိုင်ကြောင်းကိုတဲ့ကျွန်တော်တို့ကမယုံကြည်ဘူးကျွန်တော်တို့ရဲ့အခြေအနေမှန်ကိုကျွန်တော်တို့ကလက်မခံနိုင်ဘူးတကယ်ရှုဘာလဲဆိုတော့ကျွန်တော်တို့ကကိုအားနေတယ်နော်ကိုဟာအဲ့ဒီဘာမှတရားလည်းမကျင့်နိုင်ဘူးဆိုတဲ့အရာကိုကျွန်တော်တို့နော်အဲ့ဒီအခြေအနေမှန်ကိုကျွန်တော်တို့လက်ခံနိုင်ဖို့လိုအပ်တယ်ဆိုတဲ့အရာပေါ့နော်ဒီနေ့မှာကြိုးမွေးခြင်းခံရတယ်ပြီးကြတော့တို့ဖြစ်၍အမှန်တရားကိုဝန်ခံစေရန်ဘုရားသခင်ကပြည့်ညတ်တရားပေးခြင်းဖြစ်သည်တဲ့။အိုးတခင်ယေရှုနော်ကျွန်တော်ကိုဘုရားသခင်ပြည့်ညတ်ပေးတာဟာနော်ကျွန်တော်တို့ဟာနော်ဒီအမှန်တရားနော်ကျွန်တော်တို့မလုပ်နိုင်ဘူးဆိုတဲ့အရာကိုကျွန်တော်တို့ဝန်ခံဖို့အတွက်ပဲဖြစ်တယ်။အိုးတခင်ယေရှုနော်ပြည့်ညတ်တရားမရှိဘူးဆိုကျွန်တော်တို့ရဲ့အားနည်းချက်ကိုမပေါ်လွင်ဘူးတဲ့။ကျွန်တော်တို့မသိမြင်နိုင်ဘူး။နော်ပြည့်ညတ်တရားရဲ့တောင်းဆိုလာတဲ့ခါမှပဲကျွန်တော်တို့ကနော်အားနည်းသောသူဖြစ်တယ်နော်ကျွန်တော်တို့ဟာနော်ဒီစိုးရုပ်သောသူဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကသိမှာဖြစ်တယ်ပေါ့နော်ဟိုတခင်ယေရှုနော်ဒီပေါလုဟာတဲ့ဒီပြည့်ညတ်တရားအဖြစ်မိမိအားနည်းကြောင်းသိမြင်ခဲ့သည်တဲ့အိုးတခင်ယေရှုတမန်တော်နော်ရှင်ပေါလုကသူအားနည်းကြောင်းကိုသူကဘာအားဖြစ်သိလဲဆိုပြည့်ညတ်တရားအားဖြစ်သိတယ်တဲ့ခါကြရင်နော်အခုချိန်ထိတောင်ကိုအားနည်းတယ်လို့မခံစားရသေးအခြေအနေတွေအများကြီးရှိတယ်ပေါ့နော်။ဦးတခင်ယေရှုဘုရားပဲကျွန်တော်တို့ကိုပြန်လဲရယူပါ။နောက်တစ်ခုကပြည့်ညတ်တရားအားဖြင့်တာအဖြစ်သဘောကိုငါသိ၏တဲ့အဘယ်သို့နည်းဟုမူကလောဘစိတ်မရှိနေဟုပြည့်ညတ်တရားကဆိုလို့လောဘသဘောကိုငါမသိလောဘစိတ်မရှိစေနည်းဟုသိအချက်အားဖြင့်ပြည့်ညတ်တရားဤတောင်းဆိုချက်ကိုသူလုံးဝမလိုက်ရှောင်နိုင်ကြောင်းသူဝန်ခံခဲ့ပြီ။ဦးတခင်ယေရှုဒီမှာနော်ကျွန်တော်တို့ဟာနော်လောဘစိတ်မရှိဖို့နော်ဒီအရာကဘာပဲလဲဆိုပြည့်ညတ်တရားရဲ့တောင်းဆိုချက်ဟိုသူလုံးဝမလိုက်ရှောင်နိုင်ဘူးဆိုတဲ့အရာကိုနော်တမန်တော်ကြီးပေါလုကသိခဲ့တာဖြစ်တယ်ပေါ့နော်တောင်းဖို့ဒီပြည့်ညတ်တရားကိုစူးစမ်းပြီးတော့စောင့်လေအားနဲ့ချက်များထင်ရှားလေဖြစ်တယ်တဲ့။အိုးတကယ်ယေရှု
ပြည့်ညက်တရားလိုက်နာလီမျော်လင့်ရမဲ့အားနည်းသူဖြစ်ကြောင်းနက်နက်ရှိုင်းရှိုင်းတွေ့ကြုံခံစားရလီဖြစ်သည်တဲ့။အိုးတကယ်ရှုနော်ပြည့်ညက်တရားဟာကျွန်တော်တို့မလုံနိုင်ဘူးနော်ကျွန်တော်တို့လိုက်မရှောင်နိုင်ဘူးဆိုတာကိုသိစေတဲ့အရာဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့ဟာနော်ဘာကြောင့်ကျွန်တော်ရှုံးနေမှုတွေကိုတွေ့ကြုံရတာလဲ။နော်ကျွန်တော်မသိတော့လဲဘုရားသခင်ကသိတယ်တဲ့ကျွန်တော်ဘာကြောင့်ရှုံးနေနေတာလဲဆိုတာကိုဘုရားကသိတယ်ပေါ့နော်ဒီအဖြစ်မှန်ကိုသိစေဖို့ဆိုရင်တော့ကျွန်တော်တို့ကိုထိခိုက်နာကျင်မှုတွေကိုဘုရားသခင်တွေ့ကြုံစေတယ်ကျွန်တော်တို့ရဲ့အားနည်းကြောင်းငင်းစရာမရှိအောင်ဘုရားသခင်ကျွန်တော်တို့ကိုတတ်သိပြတယ်တဲ့။အိုးတခင်ယေရှုနောက်တစ်ခါကျရင်ကိုယ့်ရဲ့အားနည်းကြောင်းနော်ကျွန်တော်ရှုံးနေလို့တွေ့ရင်လေနော်ကျွန်တော်တို့ကမကြိုက်နေဘူးเนาะဘာလို့ကျွန်တော်ဟာတန်ဆွမ်းတော်သူပဲဖြစ်တယ်ကျွန်တော်ဟာတန်ဆွမ်းတယ်ကိုကဒီလိုပဲထင်တာဒါပေမဲ့ဖခင်ကလေကျွန်တော်တို့ကိုတော့တွေ့ကြုံခံစားစေတယ်ဘာကြောင့်ရှုံးနေစေတာလဲဘာကြောင့်အားနေပြီးတော့ကျွန်တော်တို့ကိုညင်းစရာမရှိအောင်เนาะဖခင်ကကျွန်တော်တို့ကိုတတ်သိပြနေတာဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်အားဖခင်သခင်ပေးတဲ့ပြည့်ညတ်တရားပေးခဲ့တယ်ဖခင်သခင်ကပြည့်ညတ်တရားပေးခဲ့တာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အားနေကြောင်းကျွန်တော်တို့ဒီအရာကိုသိဖို့အတွက်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဟာတဲ့ပြည့်ညတ်တရားကိုစောင့်သိမ်းဖို့ဆိုရင်ဘုရားသခင်ပေးရမဟုတ်ဘူးတဲ့ကျွန်တော်တို့ဟာပြည့်ညတ်တရားကိုစောင့်သိမ်းဖို့မဟုတ်ဘူးတဲ့ပြည့်ညတ်တရားကိုချိုးဖောက်ဖို့ဘုရားပေးတာဖြစ်တယ်တဲ့။အိုးတကယ်ရှုကျွန်တော်တို့ဟာပြည့်ညတ်တရားကိုမစောင့်ထိန်နိုင်ကြောင်းကိုဘုရားကကောင်းကောင်းသိတယ်။နောက်ကျွန်တော်တို့ဟာအလွန်စိုးညစ်ကြကြောင်းကိုတရားကျွန်တော်တို့တရားဆောင်ဖို့ကောင်းမှုပြုဖို့ဘုရားသခင်အလင်းမခိုင်းပါတဲ့။အိုးသခင်ရှုเนาะကျွန်တော်တို့ဟာเนาะပြည့်ညတ်တရားတိုင်းလိုက်လျှောက်ဖို့မဟုတ်ဘူး။เนาะကျွန်တော်တို့ဟာပြည့်ညတ်တရားကိုချိုးဖောက်ဖို့ဘုရားကပြည့်ညတ်တရားပေးခြင်းဖြစ်တယ်တဲ့။အိုးသခင်ရှုเนาะပြည့်ညတ်တရားလိုက်လျှောက်ခြင်းကဘုရားသခင်နှစ်သက်ကျေနပ်လက်ခံအောင်ညီတိလူသားများမစွမ်းဆောင်နိုင်ပါတဲ့။အိုးတခင်ရှုเนาะကျွန်တော်တို့ဘုရားအတွက်လုပ်တဲ့အရာအားလုံးဟာဘုရားသခင်ကိုမကျေနပ်စေဘူး။တော့ပြည့်ညတ်တရားလိုက်လျှောက်ခြင်းကလည်းဘုရားနှစ်သက်ကျေနပ်အောင်ဘယ်သူမှမလုပ်ဆောင်နိုင်ဘူးဆိုတဲ့အရာကိုကျွေးမွေးခြင်းခံစားရတယ်။ကြောင့်ဒီပြည့်ညတ်တရားပေးတာကတဲ့ကျွန်တော်တို့ကပြည့်ညတ်တရားကိုချိုးဖောက်သူများဖြစ်စေသည်တဲ့။အိုးသခင်ယေရှုဒီအာဒံအားဖြင့်ကျွန်တော်တို့ကအပြစ်သားဖြစ်တယ်။ပြည့်ညတ်တရားအားဖြင့်ကျွန်တော်ကအပြစ်ရှိကြောင်းကိုသိလာတယ်။အဲ့ဆိုရင်ပြည့်ညတ်တရားမရှိဘူးဆိုရင်ကျွန်တော်တို့အပြစ်တွေကလည်းမပေါ်လွင်ဘူး။နော်မပေါ်လွင်ဘူးသေလျက်ရှိနေတယ်တဲ့ဒါပေမဲ့ပြည့်ညတ်တရားရှိလာတဲ့အခါမှာအပြစ်တရားကပြန်ရှင်လာပြီးတော့ငါတည်ရဲ့။အိုးတကယ်ရှုနော်ကျွန်တော်တို့ဟာဒီပြည့်ညတ်တရားကဖွင့်ပြတယ်ကျွန်တော်တို့ရဲ့အဖြစ်မှန်ကိုဘယ်ဟာကပဲဖွင့်ပြပေးတာလဲဆိုပြည့်ညတ်တရားကပဲဖွင့်ပြပေးတာဖြစ်တယ်။နော်ကျွန်တော်တို့ဟာကိုအလွန်ထင်းအထင်ကြီးပြီးတော့ခွန်အားကြီးတယ်ကိုဟုတ်လာပြီလို့ထင်တတ်ကြတယ်တဲ့။အိုးတကယ်ရှုနော်ဒါပေမဲ့တဲ့ကျွန်တော်တို့မိမယူရင်းအားနေကြောင်းတက်တည်ပြရင်ပြည့်ညက်ပြီးဘုရားသခင်ကစစ်ဆေးတော်မူ၏တဲ့။အိုးတကယ်ရှုနော်ကျွန်တော်တို့ဟာဘလောက်အားနေတယ်ကျွန်တော်တို့ဟာဘလောက်ယူရင်းလဲဆိုတာကိုဘုရားဟာနော်ပြည့်ညက်တရားပေးပြီးတော့ကျွန်တော်တို့ကိုစစ်ဆေးနေတာဖြစ်တယ်။နော်စစ်ဆေးပေးနေတယ်နော်ကျွန်တော်တို့စောင့်ထိန်နောက်ဆောင်ထိန်နိုင်ပြီဟူသောမျှော်လင့်ချက်ဖြင့်ဘုရားသခင်ကပြည့်ညတ်တရားပေးခြင်းမဟုတ်ဘူးတဲ့ချိုးဖောက်မှုကိုတိလျက်နဲ့ပေးခဲ့တာဖြစ်တယ်တဲ့။အိုးသခင်ယေရှုနော်ဘုရားပေးခဲ့တဲ့ပြည့်ညတ်တရားဟာနော်ကျွန်တော်တို့ကစောင့်ထိန်ကျွန်တော်တို့ကအဲ့ဒီဟာကိုစောင့်ထိန်နိုင်ဖို့ဘုရားပေးခဲ့တာမဟုတ်ဘူးချိုးဖျက်ဖို့ဘုရားပေးခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ကအရန်ပြည့်ညတ်တရားကိုစောင့်ထိန်ခြင်းတော်သူတွေဖြစ်တယ်ပေါ့နော်။နော်ဘုရားအတွက်လုပ်ပေးခြင်းတော်သူတွေဖြစ်နေတယ်ပေါ့နော်။အိုးသခင်ယေရှုနောက်တစ်ခုကဒီပြည့်ညတ်ကတဲ့ခရစ်တော်ထံကျွန်ုပ်တို့ကိုတုံသင်ပဲ့ပြင်ပို့ဆောင်ပေးသောဆရာဖြစ်သည်တဲ့ခရစ်တော်ထံရောက်မှကျွန်ုပ်တို့ထဲမှာသူကိုယ်တော်တိုင်စောင့်ထိန်ပေးသည်။အိုးတကယ်ရှုတော့ဒီပြည့်ညတ်တရားကကျွန်ုပ်တို့ဟာဘာမှမလုပ်ဆောင်နိုင်ဘူးကျွန်ုပ်တို့ကအားနည်းသောသူဖြစ်တယ်ယိုယွင်းသောသူဖြစ်တယ်။တော့ကျွန်ုပ်တို့ဟာနော်ကိုအထင်ကြီးတယ်ကိုဟုတ်လာပြီလို့ထင်နေတဲ့အရာအားလုံးကိုနော်ဘယ်ဟာကလဲဆိုပြည့်ညတ်တရားကပဲနော်ကျွန်တော်တို့ကိုတုံ့တင်ပြီးတော့နော်ပို့ဆောင်ပေးနေတာဖြစ်တယ်ခရစ်တော်ထံရောက်မှပဲနော်ကျွန်တော်တို့ထဲမှာသူကိုယ်တော်တိုင်ပဲစောင့်ထိန်ပေးတာဖြစ်တယ်ပြည့်ညတ်တရားကိုခရစ်တော်ကပဲကျွန်တော်တို့ထဲကနေစောင့်ထိန်ပေးတယ်။အိုးသခင်ယေရှုဘုရားကိုယဉ်ကျေးဇူးတင်တယ်ဒီပြည့်ညတ်တရားဤအချုပ်ဖြစ်သောခရစ်တော်ဆိုတဲ့အထဲမှာသခင်နဲ့ကျွန်ရဲ့ဥပမာကိုလည်းကြိုးမွေးထားတယ်ပေါ့နော်။နှစ်ယောက်
နော်ကြတော့မယားဒီလင်းမယားမှာလင်းနှစ်ယောက်ဥပမာအားဖြင့်လဲကျူးမွေးထားတယ်ပေါ့နော်ဒီအရာကိုစားသုံးတဲ့အခါမှာတကယ်ပဲညာအရန်ရှင်းလင်းခြင်းကိုခံစားရတယ်ပေါ့နော်ဒီပြည့်ညက်တရားနဲ့အပြစ်တရားဆက်ဆံရေးကိုလင်းမယားလင်းနဲ့မယားဥပမာဖြစ်ရှင်းပြသည်တဲ့နော်မိန်းမတစ်ယောက်မှာလင်းနှစ်ယောက်ဖြစ်နေတယ်နော်မိန်းမကအတိခက်ခဲကျဉ်းကျပ်မှုသူဘု து ကိုရွေးချယ်ရမလဲဆိုတဲ့အရာပေါ့နော်အချက်တဲထဲမှာရှိနေတယ်နော်နှစ်ယောက်မှာတစ်ယောက်တည်းပဲနော်တစ်ယောက်ပဲယူခွင့်ရှိတယ်လीနော်အဲ့ဆိုယူရမှာဖြစ်တဲ့အတွက်ကြောင့်မို့နော်သူကယူလိုက်တဲ့အခါမှာနော်သူမချစ်မနစ်သက်တဲ့သူနဲ့အရင်လက်ထပ်ခဲ့ရတယ်တဲ့အိုးတခင်ယေရှုသူလက်ထပ်နော်သူမနဲ့လက်ထပ်တော်သူဒီအလွန်ကောင်းတော်လဲသဘောထားခြင်းမတိုက်ညီတာတစ်ဖြစ်ပြဿနာကြုံရ၏တဲ့အိုးတခင်ယေရှုသူမချစ်မနစ်သက်တဲ့သူနဲ့ယူရတဲ့အခါမှာပြဿနာရှိရပေါ့နော်လင်းယောက်ျားဖြစ်သူကအလွန်တိကျမှန်ကန်သူဖြစ်သည်အိုးဖြစ်အိုးတခင်ယေရှုနော်လင်းယောက်ျားဖြစ်တဲ့လူကအရန်တိကျမှန်ကန်တဲ့သူဖြစ်တယ်စီကံကြီးသူဖြစ်တယ်အမှားကင်းသူဖြစ်တယ်ဒါပေမဲ့မယားကကြတော့ပေါ့ပေါ့ရော့ရော့အသက်ရှင်နေအိုးတခင်ယေရှုနော်လင်းကအရာရာမှာတရားမျှတစွာနေတယ်မယားကဖြစ်တယ်လို့နေတယ်တဲ့အိုးတခင်ယေရှုဒါကြောင့်မို့အဲ့ဒီအိမ်ကဘလို့မှမပျော်ရွှင်နိုင်ပါဘူးတဲ့ဒီမယားကနော်လင်ကမယားထံမှာတောင်းဆိုပိုင်ခွင့်ရှိုံတာမကသူ့တောင်းဆိုချက်ကလည်းတရားနီးလန်းကြတယ်နော်လင်ဖြစ်သူကဘာမှမမှားဘူးတောင်းဆိုချက်လည်းမမှားဘူးလုံးဝမမှားဘူးဒါပေမဲ့တဲ့ရထားတဲ့မယားကမှားခြင်းသာပြဿနာဖြစ်သည်တဲ့အိုးတကယ်ရှုဒီမကိုက်ညီတဲ့ဒီသဘောတဘာဝတစ်သက်လုံးပေါင်းသိရင်မဖြစ်နိုင်ဘူးတဲ့နော်တနာစရာအကောင်းဆုံးသောသူကပါလဲဆိုမယားဖြစ်သူကအကြီးအကျယ်စိတ်ဆင်းရဲနေရတယ်တဲ့အိုးတကယ်ရှုနော်သူကနော်စီကံတိကျကောင်းမွန်တဲ့သူရဲ့ရှေ့မှာသူ့ရောက်ခင်မွန်းတဲ့ရှေ့မှာအဲ့ဒီမယားကအမှားကြီးပဲဖြစ်နေတာသူဘာလို့အရာအားလုံးဟာမှားနေတာဖြစ်တယ်ပေါ့နော်ဒီမယားကနော်မှားနေတယ်နော်နောက်တစ်ခုကကြတော့ဒီနောက်ထပ်သူမမျော်လင့်စရာလဲမျော်လင့်စရာလည်းရှိတယ်အခြားသူကယေရှုတယောက်နဲ့သူမလက်ထက်လင်တဲ့အားလုံးကောင်းသွားပြီတဲ့အခြားလူဖြစ်တဲ့ယေရှုနဲ့လက်ထပ်လိုက်ရင်တော့သူကအားလုံးကောင်းသွားမယ့်အရာဖြစ်တယ်ပေါ့နော်။အိုးဒီယေရှုဒီစီကံတိကျတဲ့အဲ့ဒီလင်ဟောင်းကလည်းမလျှော့ဘူး။အိုးဒီယေရှုအကြောင်းမို့ဒီမယားဖြစ်သူကနော်ဒီချစ်သူအစ်စ်ကိုလိုလားလက်ထက်ခြင်းနဲ့ဒါပေမဲ့လည်းသူလက်ထက်ရှင်ပဲသူ့ရဲ့လင်ဟောင်းကလည်းဘာဖြစ်နေလဲဆိုအသက်ရှင်နေသေးတာဖြစ်တယ်။သူဘယ်လိုလုပ်ရမလဲ။နော်ဘာလဲဆိုမယားဒီပြည့်ညက်တရားအဖြစ်လင်၌ချီနှောင်လျက်ရှိသည်တဲ့လင်မသေးမီအခြားသူယေရှုနှင့်လက်ထပ်ပိုင်ခွင့်မရှိပါတဲ့။အိုးဒီယေရှုနော်ကျွန်တော်တို့အသက်တာထဲမှာလည်းဒီလိုပဲနော်ကျွန်တော်တို့ဟာနော်လင်ဟောင်းနဲ့မပြတ်ဘူးဆိုရင်လင်သစ်ဖြစ်တဲ့ယေရှုနဲ့ကျွန်တော်တို့ဟာလက်ထပ်ပိုင်ခွင့်မရှိဘူးပေါ့နော်လက်ထပ်လို့မရဘူးဆိုတဲ့အရာနော်ဒီမှာဆိုရင်တဲ့ပထမလင်ကတော့ပြည့်ညက်တရားဖြစ်တယ်ဒုတိယလင်ကတော့ခရစ်တော်ဖြစ်တယ်နော်မယားကတော့ကျွန်တော်ကိုယ်တိုင်ပဲဖြစ်တယ်။အိုးသခင်ယေရှုနော်ကျွန်တော်တို့ကအခြားသူနဲ့လက်ထပ်ဖို့ဆိုရင်ဘာလို့လဲဆိုပထမလင်ကနေနော်လွတ်မြောက်ဖို့လိုတာဖြစ်တယ်။နော်ပထမလင်ရဲ့လက်မှကျွန်တော်တို့ကလွတ်မြောက်မှပဲနော်နောက်ထပ်ခင်မွန်းတဲ့အစ်စ်ကိုကျွန်တော်တို့ကရှာလို့ရမှာဖြစ်တယ်ပေါ့နော်။အဲ့ဆိုရင်ပထမလင်သေဆုံးမှပဲလွတ်လပ်ခွင့်ရမှာဖြစ်တယ်။ဒါပေမဲ့တဲ့ပထမလင်ကလည်းမသိဘူးအစင်မပြတ်အသက်ရှင်နေတာဖြစ်တယ်။အိုးသခင်ယေရှုဒါကြောင့်မို့ပြည့်ညတ်တရားကဘယ်ထိတောင်ရှိသွားမလဲဆိုထာဝရကာလတိုင်ပြည့်ညတ်တရားရှိနေမှာဖြစ်တယ်။နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကလင်သိယူဖို့ဆိုရင်ဘယ်လိုလုပ်ရမလဲအဲ့ဒီလင်ကလည်းမသိနိုင်ဘူးဆိုတော့အိုးသခင်ယေရှုအဲ့ဒါမှဘာကိုကျွေးမွေးထားလဲဆိုမိသည့်အခါမှပြည့်ညတ်တရားမသေးဆုံးခြင်းကြောင့်ခရစ်တော်နှင့်ကျွန်ုပ်မိတို့ပေါင်းဖက်နိုင်မည်ပထမလင်ကသေဖို့ငင်းနေလင်ဒုတိယလင်နှင့်မိတို့လက်ထပ်မည်တဲ့။အိုးသခင်ယေရှုနော်ဒီမှာဆိုရင်တလန်းတည်းပဲရှိတယ်အဲ့လာကဘာလဲဆိုလင်းမသေးလင်မယားသေးရမည်တဲ့။အိုးသခင်ယေရှုသေခြင်းသာလင်နှင့်မယားကိုပြတ်ဆဲစေမည်ပညာတရားလက်မှလွတ်မြောက်ဖို့သေခြင်းတစ်မျိုးသာဘုရားသခင်ပြင်ဆင်ပေးသောနည်းဖြစ်သည်တဲ့။အိုးသခင်ယေရှုတော့ကျွန်တော်တို့ကတော့နော်လင်သေးဖို့ပဲစောင့်နေတယ်ဒါပေမဲ့ဘုရားကကျွန်တော်တို့အတွက်နီးလန်းပြီအဲ့ဒီလေကလည်းမတည်နိုင်ဘူးထာဝရကာလရှိနေတာဖြစ်တယ်။အိုးဒီရှု
ဒါကြောင့်မို့ကျွန်တော်တို့ကလွတ်မြောက်ဖို့တစ်ခုတည်းသောနီလန်ကပါလဲဆိုတော့ကျွန်တော်သေဖို့ပဲဖြစ်တယ်။အိုးတခင်ယေရှုနောက်တစ်ခုကဘာကိုကျွေးမွေးထားလဲဆိုတော့နော်ကျွန်တော်တို့ဟာတဲ့ဒီအလွန်အရေးကြီးတယ်လင်းသေရမယ်လို့ပြောတော့လေတကယ်သေဆုံးတဲ့သူမှာဘာတူဖြစ်နေလဲဆိုတော့မိမဖြစ်နေတယ်တဲ့။ဘာကြောင့်လဲဆိုတော့ပြည့်ညတ်တရားဟာမပြတ်စည်းသွားဘူးဖြစ်တယ်။ဒါကြောင့်မို့မယားဖြစ်တဲ့ကျွန်တော်ဟာသေဖို့ပဲထိုက်တန်တယ်။အိုးတခင်ယေရှုဒါပေမဲ့ကျွန်တော်တို့ဒါကျွန်တော်သေဆုံးသွားရင်ပြည့်ညတ်တရားဆက်ချုပ်ကင်စေခိုင်းခွင့်မရှိတော့ပါတဲ့။အိုးတခင်ယေရှုเนาะကျွန်တော်သေသွားပြီဆိုတော့ကျွန်တော်ကိုနော်ဘယ်ပြည့်ညတ်တရားကမှကျွန်တော်ကိုစေခိုင်းခွင့်မရှိတော့ဘူး။နော်အပြစ်တရားနဲ့ပြည့်ညတ်တရားမှလွတ်မြောက်အောင်အခြေခံနိယာမတစ်ခုကပဲလှုပ်ဆောင်ပေးတယ်။အိုးတခင်ယေရှုเนาะကျွန်တော်သေဆုံးပြီးတဲ့နောက်မှာလင်ဟောင်းဖြစ်တဲ့အပြစ်တရားကတော့ဆက်လက်အသက်ရှင်နေမယ်။ဒါပေမဲ့သူကတော့တင်းញိုင်းကိုကြော်လွန်ပြီးတော့ကျွန်ဖြစ်သူပေါ်မှာမအုပ်ဆိုးနိုင်ဘူးတဲ့။အိုးတခင်ယေရှုအဓိကကဘာလဲဆိုကျွန်တော်သေဖို့ပဲဖြစ်တယ်။သေတဲ့လူဆိုရင်ဘာမှလုပ်လို့မရတော့ဘူးနော်။တင်းញိုင်းကုန်းတီလည်းလိုက်ပြီးတော့သူ့ကိုစကားပြောနေလဲသူဘာမှမတက်နိုင်တော့ဘူး။အဲ့လားကဘာလဲဆိုကျွန်တော်တို့သေဖို့အတွက်ပဲဖြစ်တယ်။ကျွန်တော်အသက်ရှင်နေတော့အဲ့ဒီရက်ဆက်မှုနဲ့အုပ်ဆိုးမှုကိုတော့ကျွန်တော်ခံနေရအောင်ပါပဲ။ဟိုတခင်ယေရှုကျွန်တော်သေပြီးရင်တော့အဲ့ဒီရက်ဆက်မှုတွေကြမ်းကြုတ်မှုတွေဖိနှိပ်မှုတွေအောက်မှာကျွန်တော်ကလွတ်မြောက်သွားမှာဖြစ်တယ်။ပြည့်ညတ်တရားကလည်းကျွန်တော်တို့လွတ်မြောက်သွားမှာဖြစ်တယ်။ဒါကြောင့်မို့နော်မယားသေးသည့်အခါလင်ဖြစ်သူပြည့်ညတ်တရားဤချုံနှောင်မှုမှလွတ်ခွင့်ရသွားသည်တဲ့ပြည့်ညတ်တရားကဆက်ပြည့်ညတ်နေတော့လဲကျွန်ုပ်ပေါ်ပြည့်ညတ်တရားဤတကူအာနာမတက်ရောက်တော့ရှိတဲ့အိုးတခင်ယေရှုနော်အဓိကကကျွန်တော်တို့ကပြည့်ညတ်တရားကလွတ်မြောက်ဖို့ဆိုရင်တော့ကျွန်တော်သေဖို့ပဲဖြစ်တယ်ကျွန်တော်သေသွားရင်အတိပညာတရားကကျွန်တော်ကိုဘာမှနှောက်ယှက်လို့မရတော့ဘူးဆိုတဲ့အရာဘာအကျိုးသက်ရောက်မှုမှမရှိတော့ဘူးဆိုတဲ့အရာကိုကျွေးမွေးခြင်းခံရတယ်။အဲဆိုရင်တဲ့ကျွန်တော်ဘလို့သိနိုင်မလဲတဲ့။အိုးတခင်ယေရှုနော်ယေရှုရဲ့ဒီအဖိုးမဖြတ်နိုင်တဲ့လှုပ်ဆောင်ချက်ဖြည့်ရှင်းပေးတယ်။အိုးတခင်ယေရှုနော်ကျွန်တော်သင်တို့ဒီခရစ်တော်ဤကိုခန္ဓာအားဖြင့်သေ၍ပြည့်ညတ်တရားနှင့်ကြွားကြ၏တဲ့။ခရစ်တော်ထဲကျွန်ုပ်ကိုဖျားသခင်တည်စေပြီးခရစ်တော်ကိုတတ်လိုက်သည့်အခါကျွန်ုပ်လည်းကားစဉ်တင်သက်ခံရသည်တဲ့။အိုးတခင်ယေရှုနော်ကျွန်တော်တို့အသက်တာထဲမှာလင်ဟောင်းနဲ့ကြွားဖို့ဆိုရင်ကျွန်တော်ဘလို့သိမလဲဆိုရင်ကျွန်တော်တို့ဟာခရစ်တော်၌အတူနော်ကားစဉ်တင်သက်ခံရခြင်းအဖြစ်ပဲကျွန်တော်တို့ဟာနော်သေမှာဖြစ်တယ်။အိုးတခင်ယေရှုဘုရားကိုယံကျေးဇူးတင်တယ်။နော်ယေရှု၌တည်တဲ့နော်ကျွန်တော်တို့ဟာသခင်ယေရှုနဲ့အတူတည်ဆုံးသွားတယ်။နော်ထိုနည်းတူပဲနော်ကျွန်တော်တို့ဟာနော်လင်ကအသက်ရှင်ပြီးတော့ကြမ်းကြုတ်တန်ဆွမ်းနေပြီစီအောင်နော်မယားကတည်ဆုံးသွားပြီဆိုအဲ့ဒီလင်ရဲ့နှိပ်စက်မှုကိုကျွန်တော်တို့ကမခံရတော့ဘူးတဲ့။အိုးတကယ်ရှုကျွန်တော်တို့အသက်ရှင်နေရင်တော့အဲ့ဒီလင်ရဲ့နှိပ်စက်မှုကိုကျွန်တော်တို့ကအချိန်တိုင်းမှာခံနေရမှာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တည်သွားရင်တော့အဲ့ဒီလင်ကကျွန်တော်ကိုဘယ်လိုပဲနှိပ်စက်လို့မခံရတော့ဘူးဆိုတဲ့အရာပေါ့နော်။တည်ခြင်းကသူမကိုပြည့်ညတ်တရားလက်မှလွတ်မြောက်စေတယ်။သခင်ယေရှုနဲ့အတူကျွန်ုပ်တို့တပါးသည့်အသေးခံရခြင်းကြောင့်ပြည့်ညတ်တရားမှကျွန်ုပ်တို့လွတ်မြောက်စေသည်။အိုးသခင်ယေရှုဘုရားကိုယံကျေးဇူးတင်တယ်။ကြောက်ဒီလင်ဟောင်းရဲ့ပြည့်ညတ်တရားကတစ်ချိန်လုံးတောင်းဆိုစီခိုင်းခံရပြီးတော့ကိုညှိမှုလည်းမပေးနိုင်ကြောင်းစိတ်ပြတ်နေတဲ့မယားကိုတေခြင်းကပြတ်ဆဲပေးသည်။เนาะကျွန်တော်တို့ကိုပြတ်ဆဲပေးတာကဘာပဲလဲဆိုတေခြင်းပဲဖြစ်တယ်။เนาะကျွန်တော်တို့ကိုနှိပ်စက်နေတဲ့အရာကျွန်တော်တို့ထဲမှာစိုးရုပ်နေတဲ့အရာကိုကျွန်တော်တို့ကိုပြတ်ဆဲပေးမှာကသေခြင်းပဲဖြစ်တယ်ကျွန်တော်ကိုယ်တိုင်သေသွားဖို့ပဲဖြစ်တယ်ဘယ်ထဲမှာလဲခရစ်တော်နဲ့အတူနော်ခရစ်တော်၌ထဲမှာကားတိုင်းမှာကျွန်တော်တို့ကကားစဉ်တင်သက်ပြီးတော့အသေးခံဖို့ပဲဖြစ်တယ်ကြတပိုင်နဲ့ထဲမှာပဲလင်းသစ်နဲ့ကျွန်တော်တို့ဟာလက်ထပ်ပေါင်းဖို့လွတ်မြောက်ခွင့်ရသွားတာဖြစ်တယ်။အိုးတခင်ယေရှုလင်းသေးဖို့ကတော့မရှိတဲ့အတွက်ကြောင့်မို့ကိုသေးမှပဲနော်နောက်ထပ်လင်သစ်ဖြစ်တဲ့ခရစ်တော်နဲ့ကျွန်တော်တို့ကလက်ထပ်ပေါင်းဖော်ခွင့်ရမှာဖြစ်တယ်ဆိုတဲ့အရာကိုကျွေးမွေးခြင်းခံရတယ်။ဒါကြောင့်မို့နော်သေခြင်းမှပြန်ရှင်တဲ့ယေရှုကတဲ့သူမထဲမှရှင်ပေးခြင်းကြောင့်ခမဲတော်အားနှစ်သက်ကျေနပ်စေသည်။အိုးတခင်ယေရှုနော်ကျွန်ုပ်ထဲကနေပြီးတော့ဖျားရှင်ပေးခြင်းကပဲခရစ်တော်ကိုခမဲတော်ကိုကျေနပ်နှစ်သက်စေတယ်။အိုးတခင်ယေရှုဘုရားကိုကျေးဇူးတင်တယ်။နောက်တစ်ခုကဒီမှာဆိုရင်ဒီအမျိုးသမီးတဦးကနော်ဒီဟာကတော့မြန်မာပြည်မှာမရှိဘူးပေါ့နော်ဒီနိုင်ငံခြားမှာဆိုရင်
အိမ်ထောင်ကြပြီဆိုရင်သူတို့ရဲ့အထူးခြားဆုံးကဘာလဲဆိုတော့သူတို့နာမည်ကိုဖျောက်ပြီးတော့နော်လင်ရဲ့နာမည်ကိုအဲ့ဒီခင်မွန်းတဲ့ရဲ့နာမည်ကိုထည့်ရတာဖြစ်တယ်ပေါ့နော်အဲ့ဆိုလင်ခင်မွန်းတဲ့ရဲ့နာမည်ရဲ့ပိုင်ဆိုင်တဲ့တမျှအားလုံးစက္ခံပိုင်ခွင့်ကိုလည်းဘယ်သူကရသွားလဲဆိုတော့ဇနီးတွေကရရှိသွားတဲ့အရာဖြစ်တယ်လေတော့နာမည်ပါပြောင်းလဲရတာဖြစ်တယ်ဒီလိုပဲတဲ့ကျွန်တော်တို့ကခရစ်တော်နဲ့အတူပေါင်းဖက်တဲ့အခါမှာနော်အရရသိရတယ်နာမည်အသစ်ရတယ်ခရစ်တော်ပိုင်သမျှအားလုံးကိုကျွန်တော်တို့ပိုင်တယ်ခရစ်တော်ရဲ့ဒီအနက်ကအရင်အမြစ်ကိုလည်းကျွန်တော်တို့လူတလောက်သုံးဆွဲလို့ရတယ်တဲ့ခရစ်တော်ရဲ့တောင်းဆိုသမျှကိုကျွန်တော်တို့မဖြည့်ဆည်းနိုင်မှာစိုးရိမ်စရာမလိုတော့ဘူးတဲ့။အိုးသခင်ယေရှုကျွန်တော်တို့ပြည့်ညတ်တရားထဲမှာရှိနေရင်တော့နော်ဖေကအလိုတော်ကိုဝန်ခံတဲ့အခါမှာကျွန်တော်တို့ကြာလာတဲ့အခါမှာကျွန်တော်တို့စိတ်ပြတ်ကုန်တာဖြစ်တယ်။ဒါမဲ့လင်သစ်ဖြစ်တဲ့ခရစ်တော်ထဲမှာဆိုရင်ကျွန်တော်တို့ကနာမည်အသစ်လဲရတယ်။အရာနော်ခရစ်တော်မှာရှိတဲ့အရာအားလုံးကိုကျွန်တော်တို့ရရှိတာဖြစ်တယ်။ခရစ်တော်ပိုင်တဲ့အရာအားလုံးကိုကျွန်တော်ဟာပိုင်ဆိုင်သွားပြီဖြစ်တယ်။အိုးသခင်ယေရှုနော်ဒီအရာကအယံဝမ်းမြောက်ရတာအရာဖြစ်တယ်။ဖျားပိုင်သမျှကိုကျွန်တော်ပိုင်တယ်။အိုးသခင်ယေရှုဒါကြောင့်မို့ဖျားရဲ့ဖျားထဲကနေပြီးတော့အရင်အမြစ်ကိုလူတလောက်ကိုသုံးဆွဲနိုင်တယ်တဲ့။အိုးသခင်ယေရှုကြတော့နော်ကျွန်တော်ဟာဖျားတောင်းသမျှအရာကိုကျွန်တော်ဟာဘာမှမဖြစ်စည်းနိုင်စရာအကြောင်းမရှိတော့ဘူး။ဒါပေမဲ့ပြည့်ညတ်တရားထဲမှာဆိုကျွန်တော်တို့ကလေနော်အဖျားရဲ့အလိုတော်ကိုဝန်ခံလိုက်လို့ရင်းနဲ့နော်အကုန်လုံးပင်ပန်းတယ်စိတ်ပင်ပန်းလူပင်ပန်းပြဿနာဖြစ်အခက်ခဲတွေဖြစ်တယ်။ဒါမဲ့လင်သစ်ဖြစ်တဲ့ခရစ်တော်ထဲမှာဆိုကျွန်တော်တို့ကအားလုံးကိုကျွန်တော်တို့ကဖြည့်ဆည်းပေးနိုင်တယ်။ကျွန်တော်တို့မဖြည့်ဆည်းပေးနိုင်စရာဘာအကြောင်းမှမရှိတော့ဘူးဆိုတဲ့အရာကိုနော်ဒီညမှာတွင်းဝေးချင်းခံရတဲ့အခါမှာအိုးသခင်ယေရှုဘုရားကိုယမ်းကျေးဇူးတင်တယ်နော်ကျွန်တော်တို့ဟာဒီပြည့်ညတ်တရားကရှိနေပေမဲ့ကျွန်တော်တို့သိသွားတဲ့အခါမှာပြည့်ညတ်တရားကလွတ်မြောက်တယ်လင်သစ်ဖြစ်တဲ့ခရစ်တော်ထဲမှာအရာအားလုံးကိုပိုင်ဆိုင်ခွင့်ရခြင်းဟာအိုးသခင်ယေရှုအလွန်ပဲဝမ်းမြောက်ရတဲ့အရာဖြစ်တယ်ပေါ့နော်ဘုရားကိုယမ်းကျေးဇူးတင်တယ်နော်ဒီအရာကနော်ကျွန်တော်တို့အင်္ဂါဝင်အရာတိုင်းနော်စားသုံးရတဲ့အရာဖြစ်တယ်လေဒါပေမဲ့ကျွန်တော်အသက်တာထဲမှာဒီလောက်ထိနော်နက်ချိုင်းနဲ့ကျွန်တော်မသိခဲ့ဘူးကျွန်တော်အပေါ်ယံပဲအသက်ရှင်ခဲ့တယ်နော်ကိုကပြည့်ညတ်တရားကလွတ်ပြီးဘလို့လွတ်လဲမေးရင်လည်းအဖြေမရှိဘူးဒါပေမဲ့ဒီညမှာစားသုံးရတဲ့အခါမှာများစွာတွင်ငွေချင်းခံရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်စီးစင်းတဲ့အရာကမပြည့်စုံဘူးအင်္ဂါဝင်ဒီအားဖြင့်ကျွန်တော်ကိုလည်းပြန်လဲကျွေးမွေးမယ်အရောက်ရှင်းစီတိုင်းကိုလည်းဘုရားကထပ်ပြီးကျွေးမွေးမှာဖြစ်တဲ့အတွက်ဘုရားကိုယမ်းကျေးဇူးတင်တယ်ဥတကိရှုကိုရောကိုချစ်ပါ၏အချိန်တိုင်းမှာလိုအပ်ပါ၏အာမင်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  အာမင်ဘုရားတော်ကိုဥဆောင်စစ်ဆင်ပေးသွားတဲ့ညီမနေနိုင်ကိုကျေးဇူးတင်တယ်ဘုရားရဲ့အသက်၌တာ၍ကြွယ်ဝခြင်းတာ၍ဖြစ်ပေးခြင်းကိုခံရပါစေအာမင်အခုချိန်မှာတော့အင်္ဂါဝင်များအရောက်စီတန်းမိမိတို့ရရှိထားတဲ့ဝေစုအသီးသီးကိုပြန်လည်စီစဉ်ဖို့ဖြစ်ပါတယ်အင်္ဂါဝင်များကိုချိန်ပေးပါတယ်လို့အာမင်ဒီမှာတော့ကျမရရှိတဲ့အရာတွေကနေနည်းငယ်ပြန်လဲစီစဉ်မှဖြစ်ပါတယ်လို့